တော့ကြည့်ရမလားသွားနေကြရတယ်ကိုဒီကောအရှယ်ကြီးပဲမောင်လို့ဒီနေ့ကတော့အနေအများဆုံးလမ်းကိုဖြတ်မဲ့နေ့ဖြစ်ပါတယ်အပပန်ကိန်းနဲ့ဒါတွေကတော့ဝဝေးလူတွေပါသူတို့လည်းအရေးသိမတော့ကြဘူးထင်တယ်EBC တွားတာဒုတိယရက်ဖြစ်ပါတယ်။ဒီမင်းတို့တဲတဲ့ဂဲဆောက်မှာမနက်9နာရီထားပြီးတော့အထုပ်တွေပြင်ဆင်ပြီးတော့မနက်စာစားပြီးတော့မှဒီကားဘော်ကိုအထုပ်တွေတင်နေပေါ့နော်။ကားဘော်အထုပ်တွေတင်နေတဲ့အချိန်မှာမင်းတို့ကဒီနီနီနဲ့နာအိမ်လေးတွေရှောက်သွားပတ်ကြည့်ရပေါ့နော်။ဒီအရင်ရှေ့ရ blog မှာပြောထားတဲ့အတိုင်းပဲဒီမြို့လည်းတကယ်အေးချမ်းတာအခုဒီ morning bath ကိုပဲကြည့်လိုက်အကုန်လုံးအေးအေးဆေးဆေးအပူပင်မရှိစူညံမှုမရှိရဲ့မြို့လေးတစ်ခုလည်းဖြစ်ပါတယ်။ Do they pay attention carefully? The shadows of my past. ဖုတ်ကလာဆိုရဲမြို့လေးရောက်နေရပါတော့အားရနေပြီးတော့အခုဆက်တရက်ကားချစ်ကားပြန်စီးမယ်ပေါ့နော်ဒီဒုတိယနေ့ကတော့လုံးဝပေါ့နော်ဆက်ထွက်ကလေးနဲ့လမ်းဆိုးပါတယ်လမ်းကောင်းတဲ့နေရာဘယ်မှမရှိဘူးလို့ပြောရမယ်ဒီနေ့အခုဒီဆက်ထွက်တာနဲ့လမ်းကလုံးဝပြီးအဲ့လိုမျိုးကားအဲ့လိုရိုင်နေမျိုးပဲဒီပဲလမ်းကလည်းတအားဆိုးရပေါ့နော်ဒီလိုတော့အောင်ပေးရနေပတ်ပြီးတော့ဖောက်ထားတဲ့လမ်းလေးဒီလိုချက်သွားတယ်ပေါ့နော်ဒီနေ့ခီးစင်ကတော့9နာရီ9နာရီတော့ကားစီးရမယ်ပြောတယ်ဒီလိုလမ်းနဲ့ပေါ့နော်လမ်းတော့ဒီနေ့ကျန်းနေကဲလမ်းကတော့တော်ကျန်းနေတောင်ပေးရနေပြီးတော့ဖောက်ထားတယ်လမ်းကနေလေးလုံးဝကားရတယ်ပရိုပဲတော့ကိုကဒီခါမှမသိဘူးလို့လုံးဝကြောက်နေရတယ်ကားကိုဖက်ကလမ်းတော့တလောက်ကြောက်လို့ထင်တာပဲတော့ရှောက်ဖြစ်လာပေါ့နော်ကိုကားတစ်စီးရဲ့ထင်နေရပေါ့နော်အရှိမှလည်းကားရှိသေးတယ်သူကတော့ခီးတဲ့မပါဘူးပေါ့နော်သူကတော့ကုန်ကားဖြစ်မဲ့ထင်တယ်အဲ့လိုရိတ်ခါကားဖြစ်မဲ့ထင်တယ်သူအနောက်မှာဒီကုန်လေးတင်ထားတွေ့ရပေါ့နော်ကိုတစည်းတည်းမဟုတ်ဆိုတော့နည်းနည်းတော့အားရှိရပေါ့နော်မဟုတ်ကိုတစည်းတည်းပဲသွားနေရတယ်လို့ခံစားရတယ်လမ်းကဆိုပါဆိုကိုကားတစည်းတည်းပဲအရေးနဲ့အကြောင်းရဲ့ဆိုရင်ပေါ့နော်အဲ့လိုစိတ်လည်းဝင်မိရပေါ့နော်သူတို့တွေကတော့စိတ်မပူပါဘူးသွားလာနေကြဆိုတော့ကားသမားတွေကတော့အေးအေးဆေးဆေးပါပဲကားနဲ့သွားရတခုတော့ကောင်းနေပေါ့နော်ဒီလိုရှုခင်းလလလေးနေရတယ်ဒီနေရာလေးဆိုဆွစ်ဇာလန်လိုပါလိုနဲ့ပေါ့နော်old fashioned. When he was in Manchester United? Yeah. မနေ့ပေါ့နော်6နာရီကစထွက်ခဲ့တာအခုလမ်းတစ်ဝက်မှာတစ်ခေါက်နားနေရပါတော့ဒီကားလေးနဲ့စီးခဲ့ရပါတော့ဘယ်နှယောက်လဲဆိုရင်နောက်ခံ4ယောက်ရှေ့ခံ4ယောက်နဲ့ဒီအလဲခံ4ယောက်ရှေ့ခံ4ယောက်စီးခဲ့ရပါတော့လုံးဝဒါတော့မှကိုဟန်ကိုလာလို့နော်ဒါသူတို့ရဲ့ local ကားနဲ့စီးခဲ့မယ်ဆိုရင်ဒီကားကို10ယောက်17ယောက်အထိတင်တယ်လို့ပြောရပါတော့တော်တော်ကြက်တယ်အခုလည်း17ယောက်စီးခဲ့ရပါဘောလမ်းလည်းဆိုးရယ်လမ်းဘေးနားမှာဆိုကြောက်ကြီးတွေပဲရှိရကိုရီးယားအဲ့ဒါစီးခဲ့ရပါတော့အခုသူတို့လမ်းတစ်ဝက်ခဏနာပေးရလက်ဖေးတောက်လို့ရပါတော့ဒီအိမ်လေးမှာဝယ်လို့ရရပါတော့တောင်မော်ရောက်လေဈေးကြီးရေလို့တော့ပြောရဲဒါပေမဲ့အခုဒီချိန်ထိကတော့ဈေးကတော့တအားတော့မကြည့်ဘူးနည်းနည်းတော့များပါတော့ဝယ်လို့ရတဲ့အနေထားဖြစ်နေသေးရဲ့ပေါ့နော်တောင်မော်ရအောင်တော့ဘယ်ဈေးလာမလဲမသိဘူးကိုကတောင်နေဝင်ရထားတဲ့နေရာမှာခဏနားနေရပါရေခဲတောင်လေးရှိရရေခဲတောင်တိတ်ကွယ်နေမမြင်ရအောင်ဒါမရအောင်ဒီဝါပန်းတပန်းရိုက်တဲ့ချိန်မှာတိတ်တော့မစိုးဘူးလားလာမကြီးလာခလာဒီဒီနတ်စီအဲ့နာမည်တွေ့နာမယ်နော်ဒီလိုအဲ့နာမည်တွေ့နာမယ်
အမရမင်းတို့ရဲ့ကားစီးရစကေးကိုကြည့်အရှိခန်းမှာ၄ယောက်စီးပြီးတော့မောင်းတာနော်နေရာလေးဆက်ထွက်လာမှာကားလမ်းဆိုလို့ခဏလေးစင်းတော့မတွန်းရဘူးပေါ့နော်ဒီလိုလမ်းကြီးကိုဖြတ်သွားနေဒါပေမဲ့ဘေးမှာဒီလိုရှုခင်းလဲနော်ဒီလိုလမ်းဆိုးပေမဲ့အထင်မသေးနဲ့အမှန်တော့လမ်းဆိုးတဲ့နေရာလေးဖြတ်လာပြီးတော့ရမင်းတို့အရှိမကုံကားတစ်စီးမောက်နေရပါတော့လဲတစ်စောင်းလဲနေရဆိုတော့ကုံကြီးပြန်တင်နေပြန်လုံနေအမှရမင်းတို့ကဓာတ်ပုံစင်းရိုက်ကြရပါတော့တော်တော်လေးကိုစိတ်မချမ်းသာကြအောင်အခုကမှကားခဏဟိုလမ်းအထူပြေလို့တော့အဲ့ဒါခဏနားနေရစီတော့ဘာလို့ကားတော့ရောက်ခဲ့ပြီကားပေါ်ပြန်တက်တော့မယ်ဘိုင်ဘိုင်ဒီစီလာညောင်းကဒီလိုလေးပါအခုမှကြော်ရည်ကိုလေးပေါ်လာပြီဒီကားပေါ့နော်တန်းနဲ့တအားဆိုးရအခုကကားလမ်းလေးမြင်ပြတဲ့နေရာလေးရှိလို့ပေါ့နော်လမ်းထွက်လာခဲ့ရအခုကတော့တောင်ပြိုထားလို့ကားလမ်းပြတ်သွားတော့အမအကုန်လုံးကဆေးပြီးတော့လမ်းပြစ်ပြီးတော့မှဖြတ်ခိုင်းနေပေါ့နော်ဒီနေ့ကတော့လေဒီနေ့တရက်လုံးရဲ့စကလုံးကလမ်းတအားဆိုးတယ်လမ်းပြက်နေရယ်ခဏစဉ်းစားရပြီဆိုတဲ့စကလုံးတွေပဲထက်ကပြောနေရလို့ပဲဒါအခုဖြက်နေအဲ့ဒါရမင်းတို့ကားမစီးရဲလို့ကားသမားကတော့စီးခိုင်းနေစီးပေါ့နော်ကိုရီးယားမစီးရဲလို့လမ်းဆေးလျှောက်ခဲ့ရဖြစ်ပါတယ်ဆက်လာတော့ရပြီအခုမှစားပါရှင်ကူမနေလေစားရအောင်နော်နေလေစားဖို့ဘယ်နှနိုင်ရှိသွားလဲ2နိုင်ရှိသွားရင်နော်နေလေစားဖို့အခု3နိုင်ရှိသွားပြီနော်ရုပ်လေးကတော့ကာနေလမ်းအားကျန်းနေပေါ့နော်တစ်ခါမှမတွေ့ဖြစ်လဲအောင်ပြတ်ခဲ့ရဆိုတော့နေလေစားလိုက်ပါအောင်မယ်တကယ်တော့လေရှေ့လမ်းတွေကဒီရှေ့ရဖြတ်ခတ်တဲ့လမ်းတွေကလုံးဝ excited ဖြစ်တယ်လို့ကိုရီးယားထင်တာပေါ့နော်တကယ်တမ်း excited ဖြစ်ဖို့ကောင်းတာကနေ့လည်စာစားပြီးတော့မှဒီစုခွေးဆိုတဲ့ရွာကိုလာတဲ့လမ်းမှာပို့ပြီး excited ဖြစ်တာပေါ့နော်ဘာလို့လဲဆိုတော့လေဒီလိုတောင်နံရံဘေးကဒီလမ်းပေါ့နော်ကျင်းလေးပဲကားတစ်စီးခွဲစာလောက်ပဲရှိရဲ့လမ်းကိုတောက်လျှောက်ဖြတ်ရတာပေါ့နော်အဲ့လိုဖြတ်ပြီးသွားရတာဘေးမှာလေ6ကံမကြီးဘာမှလည်းမရှိဘူးတကယ်ဘာဆိုဘာမှမရှိဘူး6ကံမကလည်းနှိမ့်လာဆိုတော့မနှိမ့်ဘူးလုံးဝအမြင့်ကြီးပေါ့နော်ဘယ်လောက်ထိမြင့်လဲဆိုလို့ရှိရင်ဒီဟယ်လီကော်ပတာတွေတောင်မှလေဒီကိုယ့်ရဲ့ဒီအောက်မှာဖြတ်သွားတာတလားဒီအပေါ်ကိုယ့်ရဲ့အပေါ်မှာတော့မဟုတ်သူတို့ကတော့ကိုယ့်ရဲ့အောက်ကနေဖြတ်ပြီးမောင်းသွားရတဲ့အထီကိုမြင်တာပေါ့နော်အဲ့ဒါအပြင်ကိုရမင်းတို့ကဒီနေ့လက်စားပြီးဆက်လာခဲ့ဆိုညနေဆောင်သွားပြီပေါ့နော်4နာရီကျော်သွားပြီ4နာရီကျော်ဖြစ်သွားပြီဆိုတော့လေလမ်းမှာလေဒီလိုမြူတွေဆိုင်လာတာတလားမြူတွေဆိုင်လာတာကွာအရှိကိုလေဒီအရှိလမ်းကိုလေနည်းနည်းမြင်ရတယ်ကားသမားဘလို့မောင်းလဲမသိဘူးကိုတွေဆိုရင်လေလမ်းကိုမြင်အောင်မမြင်ရဘူးကိုတွေကအလဲခမ်းမှာထိုင်တာဆိုတော့လေဒီလမ်းကိုမမြင်ရဘူးကားသမားကတော့သူသွားနေကြဆိုတော့သူကတော့ AC ပဲမောင်းသွားကိုတွေကတော့လေဖျားတာပြီးတော့လေသူနောက်ကနေလိုက်ခဲ့ရတယ်လားလုံးဝလေဒီရွာရောက်ခံဒီလမ်းကပို့ပြီးတော့မှစိတ်လှုပ်ရှားဖို့ပိုကောင်းတယ်ပေါ့နော်တနေ့တာလုံးရဲ့စိတ်အလှုပ်ရှားဆုံးလမ်းလို့ပြောရမယ်ပေါ့နော်လုံးဝလေတကယ်ဒီလိုလမ်းမျိုးမသွားဘူးပေါ့နော်ရမင်းတို့ဖက်ကမှာလမ်းဆိုးတယ်လမ်းကျန်းတယ်ပေါ့နော်အဲ့လိုတခြားမျိုးတွေပါတော့မရောက်ဘူးเนาะဒီ
ချင်းပြည်တို့ဘာလို့လဲလမ်းဆိုးရလို့ပြောရဲဒါပေမဲ့ကိုကမရောက်ဘူးတော့မသိဘူးပေါ့နော်ကိုကဖက်ကမကလူဆိုတော့လေဖက်ကမှာဆိုရင်ကားလမ်း2လမ်းရှိရဗျာဒီမြစ်ကျနာလမ်းနဲ့ဒီဘက်အင်းတော်လမ်းဆိုရင်2လမ်းရှိရမြစ်ကျနာလမ်းကတော့အလောက်မဆိုးအင်းတော်လမ်းကတော့တအားဆိုးရပေါ့နော်အင်းတော်လမ်းဆိုးရယ်ရှင်ပွဲထားရယ်ဖုန်ထူရယ်6ကံမရှိရယ်ဆိုတာနေခဲ့တိလားဒီရဲ့6ကံမာနဲ့ကလေဘာမှမဆိုင်ဘူးဒီပေါ်မှာရှိတဲ့6ကံမာလုံးဝကြောက်ဖို့ကောင်းလား doesn't compare to the happiness that's just around. ဟုတ်တယ်ပြန်တော့တက်လန်းနေ ဒီလိုမျိုးလမ်းကြီးသွားရတာပေါ့နော်ကို့မှာလေးတကယ်တခါမှမကြုံဘူးတော့လုံးဝအောင်ပါလေရင်ခုန်စိတ်လုံးရှားဖွယ်ရာကောင်းတဲ့လမ်းလို့တော့ပြောရမယ်ပေါ့နော်အမြင့်ရွယ်စီးညာဒါတော့ကြောက်ကပါကြီးပေါ့နော်ခုံးနေဒီညမှာမခုံးနေလေတကယ်ပြောတာတွေ့လားကိုယ့်ရဲ့ကားဘေးမှာလေတပီစာတော့ပဲလွတ်တယ်ပေါ့နော်ကိုယ့်ဘေးမှာလုံးဝ6ကံမာကြီးပဲရှိရဒီလိုလည်းကနေတွားနေရမှာမာကြီးခုရှည်လို့မြင်နေရဒီအခုမြင်နေရတဲ့လမ်းထိတွားပြီးတော့မှအောက်ကိုပြန်ဆင်းရမှာဖြစ်ပါတယ်။သူတို့တွေကတော့ဒီမှာတွားနေကြတာပဲမှာဟိုရှိမှကားတစ်စီးရှိတယ်။ဒီလမ်းကိုဆင်းမှာဖြစ်ပါတယ်။ငါးခွဲကိုစစ်ခွဲကိုညနေ9ခွဲမှရောက်ပါပြီ။တနေ့ကိုစစ်ကားစီးပြီးတော့လမ်းဆိုးဆိုးလေးထဲကနေပြီးတောက်ခဲ့ရ။ဟုတ်။အဲ့ဒါညာဒီနေရာနေပြီးလမ်းစားဆောင်မှာဖြစ်ပါတယ်။ဒီပေါ်ကဆောက်တော်တော်များများဒီလိုအိမ်လေးတွေပဲပေါ့နော်။စင်တူလေးတွေပဲ။ဒီလိုလုံးရှိနေပြီးပေါ်ချက်အခန်းလေးရှိနေပေါ့နော်။ဒီတည်းလောချစ်စီလာတာတော့ပြန်လာရပေါ့နော်လမ်းအားဆိုးလို့ပေါ့နော်ကိုရီဘက်မှာလမ်းဆိုးရဆိုတာနေခဲ့ဒီမှာလမ်းဆိုးတော့လုံးဝ excited ဖြစ်ပြီးတော့မှလုံးဝမပြောအောင်ပြတာဘူးဘိုင်ဘာအမဆက်ပြမယ်နော်ကဲဒီနေ့ရဲ့ ABC Day 2 vlog လေးကဒီမှာပဲအဆုံးသတ်သွားပါပြီအားလုံးပဲတက်တာပါနောက်ထပ် Day 3မှာထပ်တွေ့ကြမယ်နော် bye